ကတ်သမီးလေးလေအရွယ်ရောက်လာပြီမိမိဆိုရင်တော့ကိုယ်အသက်တရအရန်ကြီးနေပြီအဲ့တော့သမီးလေးလုပ်တဲ့အလုပ်တွေမှာမိမိကဘာဟိုမှဝင်မပါချင်တော့ဘူးသမီးအုံနောင်နဲ့သမီးရဲ့စိတ်ဆန္ဒအတိုင်းဆုံးဖြတ်လုပ်နော်မိမိဘာဟိုမှဝင်မပြောတော့ဟုတ်ပြီလား Flashback. ဟဲ့ဘယ်မှာမလို့လဲ မေမိမကြောက်တဲ့လိုရတဲ့ပစ္စည်းတွေလေအဲ့ဒါလမ်းထိပ်မှာသွားဝယ်မလို့ ဟဲ့ဒီဝတ်ကြီးနဲ့ ဒီဝစားဘာဖြစ်နေလို့လဲမေရဲ့ ဟာသမီးကလည်းဖြူပြင်းနေကောင်းမွန်စားမှာတော့အင်းကြီးတော့လေ မင်းလည်းမလို့ချင်တော့ပါဘူးတော့ သမီးမိမိတို့ဘာကောက်သွားတော့လေစင်တာဘောကဝယ်လာတယ်လေအင်းကြီးလေဘရော့စ်ကလေးအရလာတော့အဲ့ဒါတလေးတော့ လမ်းထိပ်သွားမအောင်လဲစရာလား လဲစီဟာပါဟုတ်တော့မင်းပြောရင်နားထောင် ဟုတ်ပြီရော ဟာသမီးတစ်ဆက်ပြောအောင်မေမောင်သူရစီလေခဏခဏသွားတယ်နော်ဆက်ဆက်ထားပြီးမတော်လို့မကောင်းဘူးပြီးတော့ तू ကတင်မောသားလေးဆိုတော့တင်မောအရာရှိဆိုတော့မမေကသဘောကျတယ်တွေ့ရမယ့်တရားကိုလည်းမမေပဲစီစဉ်လိုက်မယ်သိလားဟာဘာလို့အကုန်လုံးမမေစီစဉ်မယ် ဟုတ်ရဲ့လားမေရဲ့ သမီးကမမေပြောတာမယုံမဲ့ဟုတ်ကဲမယုံလို့ရှိရင်မမေလက်တွေ့ပြမယ်စောင့်ကြည့်အခုမမေတို့စောင့်နေတဲ့ဆိုင်ခွဲအတွက်ကိုပစ္စည်းတွေအားလုံးသမီးစိတ်တိုင်းကြသဘောကျဝယ်မမေတခုမှဝယ်မပြော မေတကယ်ပြောရနော် တကယ်ပေါ့ အဲ့ဆိုရင်မနေ့ဖန်ကြရဲလိုအပ်တဲ့အိမ်ဆောက်ပစ္စည်းတွေအကုန်လုံးတမီသွားဝယ်လိုက်တော့မယ်နော် သမီးသဘောသမီးသဘောအော်သမီးဝင်ပြဆိုရင်ဒေါနာကျော်ဝယ်ဖို့တော့လိုတယ်နော်ဟိုဂျိုင်းဗာလေယာဒူးလေးရောဘယ်တော့လောက်များတိုးပြီးပါလဲ ရာတို့ကကြတော့အမတို့ကဒီမှာကြတော့အဓိကအယောင်မိုင်းဒီမှာလေးကဝင်ထားဆိုတော့ကွယ်အမတို့ကအယောင်ရှိမယ် customer service ရှိတယ်အဲ့နှစ်မျိုးရှိရဖြစ်တဲ့အတွက်ညီမအနေနဲ့အယောင်ကတော့အဆင်ပြေတယ် okay တယ်ဝယ်သူတွေလည်းကောင်းကောင်းရောင်းနိုင်တယ်ဒါပေမဲ့အဓိကအချက် customer service အချက်ကြောင့်လိုနေသေးတယ်လာတာတိုးကျင်တယ်ရာတို့တိုးကျင်တယ်ဆိုလို့ရှိရင် customer service အပိုင်းကိုကြိုးကြိုးစားစားနဲ့လုပ်ပေးအမရှိမှာ စိတ်ချကြကြီး ကြိုးစားရညီမ ယာဒူးတော့အောင်လုပ်မယ် customer service ကဲယာဒူးတို့ဖို့အတွက်ကို customer service လုပ်တာအဲ့တော့ငါဘာလုပ်ရမလဲငါပြုံးရမယ်ဟောယူရမယ်ချိုးသားမယ်ငါအောင်မြင်မှဖြစ်မယ်ငါအဆင်ပြေမှဖြစ်မယ်ငါမိသားစုအတွက်ဟုတ်တယ်ဒါဒီနေ့ဆိုင်ငါပြုံးပြီပဲလာပြီအမလေးရဲ့လာလို့ပါလို့လာဝဲတာလားမမဟိုကလေဘာတွေကပြပေးရမလဲမ ညီမလေးကြီးတင်တာတော့အစုံပဲဆိုတော့အစုံလိုက်ပြညီမလေးနော်ခုလောလောဆယ်ပါကေးကြီး ဟုတ်ကဲ့မပြပေးမယ်လိုက်ခဲ့တော့မနော် မေမင်းကတော့မကြည့်ပါနဲ့တော့ဒီမှာပဲထိုင်ပြီးစောင့်နေလိုက်နော် ဟောမနေချင်ပါဘူးအမေလည်းချင်ပါဘောရောက်တော့ရောက်ခိုင်းလား မမဒီမှာလေပါကေးကိုရီးယားပါကေးကိုလေဒီဇိုင်းစုံအယောင်စုံအကုန်ရှိတယ်မသိလားဟိုလူကြီးတွေအတွက်ဆိုလို့ရှိရင်လည်းအရန်အဆင်ပြေတယ်မှာ6တော့ကြိုက်တိုင်းခဲတိုင်းဘာမှဖြစ်ဘူးအေးပတ်တိုင်းလည်းမဖြစ်ဘူးသူအပြောင်ဒီဇိုင်းလေးတွေလည်းရှိတယ်ပြီးတော့ဒီလိုမတ်ဖြစ်တာလေးလည်းရှိတယ်မှာဟုတ် အမထားလေးကြိုက်တယ်ဒါလေးကြိုက်တယ်ဒါလေးပေးစေလေ အမြင်ရှိလိုက်တာဒီဒီဇိုင်းလေးကလေညီမတို့ဆိုင်မှာအရန်ရောင်းကောင်းတာမှလူငယ်လေးလည်းအရန်ကြိုက်တယ်မမအဲ့အမြင်ရှိလို့ဒါလေးကိုသိတာသိလားဒါလေးနော်မနော် ဒါ သမီးဒီချေပြားကြီးမယ် ဟုတ်ကဲ့မေလာပြီအမလေးဒါလေးယူမမေးဟလားအမလေးအမေရအမေကလေအမြောက်မြင့်အရန်ရှိတာပဲဒီကြွေပြားလေးကလေတမီးတို့ဆိုင်မှာရောင်းအားအကောင်းဆုံးဟုတ်ရဲ့ဟုတ်တယ် ညီမလေးခုနကပြောတော့လေရောင်းအားအကောင်းဆုံးဆို ဟုတ်တယ်မိုင်ဟိုညီမတို့ဒီဆိုင်လောက်ရောင်းအားကောင်းတာအဲ့ဒါကြောင့်ပါ ကဲချေပြားလေးယူလိုက်မယ် ဟုတ်ကဲ့မေဟုတ်ကဲ့ဟာ အဲ့ဆိုလဲကိုယ်တိုင်ပဲသွားကြည့်တော့မယ် ကိုယ်တိုင်လေ လေမမေလည်းလိုက်မယ်လေတခါလေးကြည့်တော့ တော့လည်းကြည့်တယ်အမေမမဟိုကလေဒီမှာလေ Vietnam standard တစ်စိတ်တွေပဲတုံးထားတာမလေးတစ်ခါထိုင်ပြီးရတယ်လေဇက်တိုက်ထိုင်ကျင်သွားမှသီလားဒါသုံးမိလဲဒါဝဲသုံးကျင်သွားမှဒီမှာကာလာလေးလည်းအမျိုးစုံလေးကြိုက်တာယူလို့ရရနော်တော်လေ 1P 2P ဆို2မျိုးရှိတယ်အမဲလေးလည်းရှိအဖြူလေးလည်းရှိအဖြူလေးတွေမှာလေမအဝါရောင်လေးစိမ်းရောင်လေးရောင်းဆုံးရှိရဘယ်တည်းကြည့်ကျင်လဲမ အမလေး one piece ကိုဒီအနက်လေးယူမယ်ဒီအနက်လေး ဟဲအနက်ကလေးကြိုက်တာမလေးအမရဲ့တော်လိုက်တာဒီဘက်ကလူငယ်တွေအားလုံးကလေအနက်တွေပဲအိမ်တိုင်းမှာလေအနက်တွေကြီးပဲအမရဲ့အနက်လေးကအရန်ကောင်းတာ သမီးအဖြူလေးကျတာ အဖြူလေးလားအမပြောပါတယ်အဖြူလေးကပိုကောင်းပါလေအမပြောပါတယ်အဖြူလေးကပိုကောင်းပါလေအမေရဲ့အဖြူလေးကတကယ်ကောင်းတာတင့်တယ်တဲ့အမေရဲ့အဖြူလေးစားတာလေ ဟေးအမဲကမှဘိုးဆန်တာအခုခက်စားနေရအမေရဲ့ အမေကအမဲယုံယူရှင်ပါဘူးအဖြူလေးကလေဘေးကနိုင်ရဘာနဲ့ပဲဖြစ်ဖြစ်ကြိုက်တဲ့ကာလာနဲ့တွေ့အလှတယ် ဟုတ်တယ်အမေပြောတာဟုတ်တာပဲအမေပြောတာမှန်တာ အမဲရဲ့ ဟုတ်တယ်အမေလေးကကောင်းတယ် ဟာခေအပြောခဲ့တာဖြူပါလေးဖြူလေး
အမေပြောတော့သမီးစိတ်ကြိုက်ရွေးဆို ဟောဒီတခါတော့အမေစစ်ကြိုက်လေးလိုက်လိုက်ပါရေးညီကလည်းပဲကို့တူတော်ရသေးတယ်ဖြူလေးပဲသမီး အဖြူလေးနော်မေနော်ဖြူလေးဟဲဟဲဟိုလေးအမေနဲ့မမနဲ့ဘယ်တည်းပြပေးရအောင်မလဲ အေးဖျားကန်နော်သမီးရန်တဲ့လူတွေကြည်ပြလေး ဒီမှာလေရွှေရောင်ကြွေပြလေးလိုချင် ရွှေ လား ရောင်လေးအမေတို့ဘာရောင်လေးလေချင်လဲ မေလေးရွှေရောင်ပဲကြိုက်တယ် စိုက်တူတော့ပြီပြပေးမှာပေါ့မမေလာမမလာပြပြမယ်ဟာဒီမှာကြည့်လိုက်မမေတို့မတို့စိတ်ကြိုက်ဒီမှာရွှေရောင်ကြွေပြားလေးတွေဖျားခန့်အတွက်ရမ်းလိုက်တယ် ဟုတ်တယ်ညီမလေးပြောင်းလေးအမလိုချင်တာအေးပြောင်းလေး သမီးမျိုးကြီးမြူရတယ်ဖျားကန်ဆိုတော့လေတတုတ်ပန်းလေးတယ်ဆိုတော့ပို့ပြီးတင့်တယ်တာပေါ့တပ်ပေဝါပါလေနော်သမီးနော်တတုတ်ပန်း ဟုတ်တာပေါ့အမေရဲ့ဟိုဖျားခန့်ဆိုတော့ကနုတ်ပန်းလေးနဲ့ပါလေပို့ပြီးတော့တပ်ပယ်သွားမှာအမေရဲ့ ကဲတတုတ်ပန်းလေးပဲနော်သမီးနော်သမီးလေးဒီနေ့ဝယ်ပစ္စည်းတွေအတွက်စိတ်တိုင်းကြရလား အမေကအမေစိတ်တိုင်းကြရွေးရွေးသွားတာရောသမီးကဘာများပြောခွင့်ရှိတော့လဲအမေပြောတော့လေဟိုသမီးလေးစိတ်တိုင်းကြရွေးဆိုဟိုအမေဘာဆိုဘာမပါတော့ဘူးဆို ဟောသမီးလေးလည်းခက်ပါပြီအမေကဝင်ပါတာမဟုတ်ဘူးသမီးဝယ်ပြီးတဲ့ပစ္စည်းတွေအားလုံးသမီးကစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်စိတ်ဆင်းရဲနေရမယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်လမ်းမအောင်မရအောင်လမ်းမှန်ကိုမေးရတက်ပြီလား တော့ပါပြီမေရဲ့ဟိုအမေစကားဆိုလေသမီးမယုံတော့အမေဆိုလေသမီးကတော်တော်ကြောက်နေပြီ သမီးအဲ့လိုပြောလဲအမေကစိတ်မကောင်းကဲသမီးရပြီးရောအဲ့ဆိုအမေဘာမှမပြောတော့တကယ်ဂရိတကယ်ကိုဘာမှပြောတော့ဘူးနော်သမီးဘာလို့စိတ်တိုင်းကြအမေဝင်ပြောဘူးလုံးဝဝင်မပြောဘူးတခုတော့ရှိတယ်သမီးအိမ်စားပစ္စည်းဝယ်မယ်ဆိုရင်ဒေါနာကျော်မဝယ်ရအဲ့ဒါတခုတော့ပြောချင်တယ် ဒီပါရဲ့မေရဲ့ဟိုအမေမပြောလဲသမီးကဒေါနာကြော်မှာပဲဝင်နေကြဟာကြီးရော အော်အမေနဲ့မမတို့ကလေရွေးချယ်မှုတွေမှန်ကန်လိုက်တာသမီးတို့ရဲ့ဒေါနာကြောင့်အိမ်ဆောက်ပစ္စည်းဆိုင်ရာလေတက်တန်15နှစ်ရှိပြီဆို customer ရဲ့ယုံကြည်မှုအပြည့်အဝရရှိထားပြီးသားအမေနဲ့မမရဲ့ဆိုင်မှာဆိုလို့ရှိရင်ကြွေပြားကြွေတဲ့ကုံမာရေချုပ်ကန်းသောပစ္စည်းအမျိုးစုံရတယ်အိမ်ဆောက်ပစ္စည်းမျိုးစုံရတယ်အမေနဲ့မမတို့ရွေးချယ်မှုအရင်မှန်ကန်တယ်သိလားဟဲဟိုအဲ့ဒါဆိုလို့ရှိရင်လေဟိုရှင်းလိုက်တော့မလားယင် ရှင်းလိုက်မယ်လေညီမ ရှင်းလိုက်တော့မယ်နော်ဟိုရှင်းလိုက်တော့မယ်ဆိုတော့လေဟိုကငွေသားလေးနဲ့ရှင်းမလားကက်လေးနဲ့ရှင်းမလားရှင်းဟာ ဟာငွေသားလေးနဲ့ပဲရှင်းလိုက်လေနော် ငွေသားနဲ့ရှင်းမယ်နော် ပြောသမီးဝယ်လေးဘာလို့အလားသုံးမှာတော့ဟိုကနေရှင်းပဲငွေသားနဲ့တော့သုံးမှာပြီရဲ့ ဒေါနာကျော် trade ထဲမှာဆိုလို့ရှိရင်တော့ကြွေပြားကြွေတဲ့ရေချိုးကန်းသုံးပစ္စည်းကုံမာနဲ့အိမ်ဆောက်ပစ္စည်းမျိုးစုံရရှိနိုင်ပါတယ်ရှင်။စိုက်မလာဝယ်ခြင်းနဲ့ customer များအတွက်လိပ်စာလေးကတော့အဆောင်3အခန်းခခွေကားငယ်ကာကြီးကြောက်စိမ့်လမ်းမကြီးစော်ကွာကြီးကုန်းပွဲရုံဝင်အင်းစိန်မြို့နယ်မှာတည်ရှိပါတယ်ရှင်။အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်လို့ရုံကြည်နဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ပစ္စည်းမှန်ဈေးမှန်နဲ့ဒေါနာကျော်မှာအခုပဲလာဝယ်လိုက်တော့နော်။